မိုးရညို့လာပြီဆိုရင်ငါနေကိုရမ်းတရရမြန်မာနိုင်ငံရာသီဥတုသုံးပါးတဲ့ကကောင်းကင်မမိုးရဆုံးစမဲ့ရွာတဲ့ကာလရောက်ရင်နှလုံးသားထဲကအလွမ်းလေးကြောင်းဝဲတက်လာတဲ့မျက်ရည်စားတွေကိုပြုံးများနဲ့ကဖုံးထားလည်းမရနေမုန်းသွားကြတဲ့ကရောက်ဒီမှာမလန်းနေရှော့ရောက်ကအေးပတ်တယ်မဖုန်းနေမိမလာတဲ့ညတော့တယောက်တက်ကပြားရဲ့ရေးစနေတာမျိုးတွေအတိတ်တွေကမဟောင်းနိုင်သေးလို့ငါမျောလင့်ချက်တွေရေပြောသွားတာရှေ့ကဖြောင်းနိုင်လေလို့အမေကခန္ဓာကဝါကလာပြီးခိုးကြည့်သွားတယ်ငါသားနဲ့အဲလိုယူထားတယ်လို့ရချိုးရှိလာတယ်အမေမသိတာဗျာဟောတော့မှကျွန်တော်ရေမုန်းမိသွားတယ်အိမ်မက်တွေချောင်းသူပြန်လာရင်စုပ်ပြမလို့ခစ်တလေးတော့ချိုးညှိထားတယ်သူ့အိမ်တော့ပြောပေးစမ်းမဗျာကျွန်တော်ရေလုံးမျိုးစောက်ကန်တယ်လို့ပြီးဆောင်ရမ်းနေရှုပ်တော့ဘူးလို့လောကရန်တွေဘလောက်ချမ်းစေအောင်အမေအရှိလေးတဲ့မှာပဲနှစ်ယောက်ခံနေမလို့ပြီးခဲ့တဲ့ချမ်းကတော့တနေ့မှတစ်ခေါက်သစ္စာမပေါက်တန်းချွေတဲ့ပေါက်တန်းနဲ့ချောင်းပြားမှာကန်နေစေပါမမကွက်တွင်နဲ့အာနာတန်လေးတဲ့ကောင်းမလေးတွေတွေ့ရင်သားမမျက်ရည်ဝဲနောက်ကျောမထိုးပဲခုတ်ခံထားတဲ့ဓာရချက်တင်မနဲ့ငါတီလွမ်းနေချမညဲ့နေတဲ့ချိန်နှင်းကိုပဲနွားကခါလာဖက်နေလဲ no မရွာနဲ့မုံမီရချရင်ငါရင်တဲ့ကလွမ်းနေပို့တယ်လို့ဟိုရင်တဲ့ကိုခေါ်ပြန်ရောက်ချင်းစိတ်ကိုဘလို့ထင်ချောရမလဲနင်ပြောပါအောင်ချစ်စိုးတဲ့ချင်းတွေနဲ့တော့မစိတ်မချတဲ့ငါကခုတခြားသူလိုက်တဲ့နေကိုချဲကပေးလိုက်ရတဲ့ခါကျဘာဘလို့တော့မှယူချိုးနေမရဖြစ်နေလားနေတီးရလားနေတီးရလားယောခမရတို့ရဲ့နားတွေကိုစွန့်နေပါပြောဇလန်းကခုမှหนีတဲ့စပြောတာကြည်စမ်းပါအောင်ဗျာကျွန်တော်စက်ကူလေတွန့်ချင်ကကျိုးသွားတယ်ထိနှမ်းစရာတို့စရာပါပြင်းလေးမရှိတော့မှဒီလမ်းမှာမိုးများထတဲ့တော့ခြေတော်လေးကိုရှုပ်ပေမှာသိုးလို့ရင်လို့ခြေထမ်းမှာပိုးပါသိုးပြီးသူခြေလန်းကြအောင်မလားတခါပြန်မြင်အောင်နေစေနေဘေးမှာနှစ်သိချင်အောင်ဆောင်ဝင်းညောင်းနေတဲ့စပင်းထောင်ကင်းတဲ့ဟပ်စောက်ပေါ်တွေကိုရောပြီးကရိုက်တပ်လိုက်ချင်တဲ့ရင်ကောင်နေနဲ့နေတော့မကြိုက်တဲ့ယောက်ျားလေးတွေကိုတမင်ရှောင်နေပဲပေါင်းနေမယ်ငါကတော့နစ်သွင်းကြောင်စီမမိမတွေနဲ့ခုချိန်တီးကိုမခင်အောင်နေတယ်ဒီရှင်ကတော့နေမုန်းတဲ့ရေတွေတောက်ပြီးရတာပြောငါကနေရခောက်ထီးလေးပါစောဟိုမိုင်းတွေဘလောက်ကြီးဝဲပေါ်အောင်မိုးတွေချင်းရင်ရှောက်ပြီးပြင်းတာခေါ်မယ်လို့ခရီးတွေရှောက်ပြီးပြရအောင်အဲ့ကလေးကြောင့်မိုးတွေချင်းတော့နင်းပြန်လာမှစောက်ပြီးခောက်ထီးလေးခမငေါအောင်နောက်ကပဲဆယ်ပြားလိုနေရလားဒါမှမဟုတ်နှလုံးသားကပဲအောင်နောက်ချက်ကိုရွက်စားပို့တာလားတန်ရာတွေကိုတီးပြီးလွယ်ထားသလိုပါဗျာဘလို့ပဲဖြစ်ဖြစ်နင်းဘွားတဲ့ကမဖယ်ရှားလို့ပါငါမိုးတွေရှင်းအားကိုရွာချိုင်နေလို့လားထိတ်အောင်ကိုတကယ်သွားငိုးတာပါချမ်းလို့ငါမှရိုးပါအေးတဲ့အထိပဲငငယ်ကနင်းကိုခိုးကပေးကမိတဲ့ပိုးစာပန်းစာလေးတွေကြောင့်ရိုက်ခံရလို့ငါမရှိုးရလေးလည်းရှိရပြီးတော့အနေနဲ့စင်တူဝယ်ဘူးတဲ့မိုးကလေးလည်းရှိရငါနင်းကိုဘလို့ထိချစ်လဲဆိုတော့အဲ့ဒီရှိုးရလေးနဲ့မိုးကလေးလည်းသိရနင်းနဲ့ငါဘသူမပူလဲလို့ရပ်ပြိုင်လို့ညှိရတယ်နှခေါင်းချင်းတေးပြီးတော့တပ်ပြန်ရှူကြည့်ရတယ်လမ်းလျှောက်ရင်လည်းဘွားတစ်ခုနီးမှတွေ့ရင်တိတ်ရွံတဲ့နင်းကိုတွန်းချပြီးတော့ထပ်နိုင်ယူမိရတယ်ဟောဒီကတန်ရောစင်မပြတ်နိုင်သူကြီးရဲ့ဒီလွမ်းတွေကိုနင်းလက်ရှိသက်ဆိုင်သူသိပါစေသက်ဆိုင်သူသိပါငါချိုးရထားတဲ့နင်းနဲ့လိုက်ဆုံးပိုက်ပေါ်အင်ဂျီလေးအခုတော့လွတ်ပြလိုက်ပြီးမပြပေါင်းစမိုက်ပေါ်နေစီပြေမင်းသမီးနဲ့မင်းသားကဝေးစက်သိမ်းမှာဆွေးရတဲ့ရုပ်ရှင်နဲ့ကြည့်ရင်ပိုလွမ်းမိတယ် hey နေပါနေတွေ့ငါဘက်ကိုမေးချောင်းမတဲ့နစ်ချစ်တဲ့တက်တဲ့လို့ကွေးနေချိုက်တဲ့မိုးဒီတော့ဆန်ရှေးဖြတ်လျှောက်တိုင်းငါနေစပွဲဝမ်းလေးမငါတို့တော့ကတော့တွဲလေးများစွာပြေခလဲရချောင်းစင်းတဲ့ချိန်လေးရောက်ရမ်းပြီးရတယ် babe နေတမင်းကြလဲကန်ပေးခဲ့ဘူးတဲ့ Monday to Friday hey 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 yeah hey 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 နေချိုက်တဲ့မိုးဒီတော့ဆန်ရှေးဖြတ်လျှောက်တိုင်းငါနေမင်းသားကဝဲဇက်သိမ်းမဆွေးရတဲ့ရုပ်ရှင်နဲ့ကြည့်ရင်ပိုလွမ်းမိတယ် hey 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 Claire Johnson နဲ့ချိန်လေးရောင်ရမ်းပြီးရတယ် babe လက်တမင်းကြလဲကန်ပေးခဲ့ဘူး Monday to Friday hey hey မင်းတိတ်တနာတဲ့လှောင်ရင်းကစာကလေးတွေတွေ့ငါဝယ်ပြီးလွတ်လိုက်တဲ့ကုသိုလ်တွေနင်းအတွက်အမျှလေးဝေပေးနေတယ်ပြီးတော့နင်းကြောင်ကြပြားလေးတွေရေးနေတယ်ခေါင်းစဉ်အကယ်၍ကျွန်တော်ချစ်သူအမွှာလေးတွေမွေးYeah, Chifa.